နောက်ဆုံးတွေ့ရှိထားတဲ့ iPhone 17 family နဲ့ iPhone 8ကိုဝယ်ယူပြရနေဘာလို့ထားတင်လဲ ။ဘာရောက်ထားတင်လဲဆိုလို့ရှိရင်တော့ဒီလိုတန်ဖိုးကြီးဖုန်းလေးအတွက် backup တန်ဝယ်ယူထားတင်ပါတယ်။ဒါမှသာကိုယ့်ရဲ့ဖုန်းလေးကိုမတော်တဆထိခိုက်မှုတွေရနေပြီးတော့ကာကွယ်ပေးသွားမှာဖြစ်ပါတယ် အကောင့်ဆုံး backup plan ကိုဘာမှရနိုင်လဲ ။အကောင့်ဆုံး protection plan လေးရှာနေရဆိုရင်တော့ MK Ultra Protection Plan လေးရှိပါတယ် MK Ultra Protection Plan ကရောဘယ်လိုကာကွယ်မှုတွေပေးမှာလဲ ။ MK Ultra Protection Plan လေးကိုပိုင်ဆိုင်ထားမယ်ဆိုလို့ရှိရင် battery လဲလှယ်ဖို့လိုလာတဲ့အခါမှာ2နှစ်အတွင်းမှာအချိန်ကန့်သတ်မရှိ unlimited အခမဲ့လဲလှယ်လို့ရမှာဖြစ်ပါတယ်။ဒီတော့ battery health နဲ့ပတ်သက်ပြီးတော့တွေးပူနေကြမလို့တော့ဘူးပေါ့။ဒါအပြင်ဘလို့ကွဲကွဲကြိုက်တယ်လို့ကွဲ9,900ကျပ်ပေးုံနဲ့ whole unit replacement service ကိုတစ်နှစ်အတွင်းမှာအချိန်ကန့်သတ်မရှိ unlimited ရယူနိုင်မှာပါ။တစ်နှစ်အတွင်းမှာရှေ့မှန်ကွဲနောက်မှန်ကွဲပြဿနာလေးဖြစ်သွားခဲ့ရင်လည်း MK Ultra Protection Plan လေးကိုပိုင်ဆိုင်ထားမယ်ဆိုရင်9,900ကျပ်ခဲနဲ့ Apple Genuine Price တွေကိုအချိန်ကန့်သတ်မရှိ unlimited လဲလှယ်ပေးသွားအောင်ပါနော်။ ဘယ်လိုဝယ်လို့ရမလဲ Amtrak ကနေဝယ်ယူထားတဲ့ iPhone 17 family နဲ့ iPhone Air တွေမှာ MK Ultra Protection Plan လေးပါဝင်ပြီးသားဖြစ်ပါတယ်။တခြားဆိုင်ကနေဝယ်ယူထားတဲ့ iPhone 17 family နဲ့ iPhone Air တွေအတွက် MK Ultra Protection လေးပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ MK Apple Authorized Service Provider ဆိုင်ခွဲတွေမှာ9,900ကျပ်နဲ့လာရောက်ဝယ်ယူလို့ရပါတယ်ရှင်။ကိုယ့်ရဲ့ဖုန်းလေးအတွက်အကောင်းဆုံးကာကွယ်မှုတွေပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ MK Ultra Protection Plan လေးကိုအခုပဲဝယ်ယူထားလိုက်တော့နော်။